အမှန်တရားကိုပြောလိုက်ခြင်းနဲ့အချိန်မှာပဲဂျောင်ဝန်ကသူမရဲ့စပင်ကိုဆွဲပြီးတားလိုက်တယ်။သူမကိုအယူဖန်တယောက်လိုဒီနေရာကိုပြဿနာလာဖန်တီးရတဲ့သူလိုထင်သွားတာပါ။သူ့အနေနဲ့ပြင်းပြင်းထန်ထန်စူးညံ့လိုက်ပြီးနော်ဂွန်ရှီကခေါင်းကိုကိုက်ပြီးနာကျင်စွာနဲ့အဲ့ဒီနေရာကထွက်သွားခဲ့တယ်။မကြခင်တော့မှပဲဟေဆွန်းကအမီးမဖော့ထွားတဲ့ချင်းချောက်စာတစ်စောင်လက်ခံရရှိခဲ့တယ်။စာရီအတွင်မှာတော့သူနဲ့သူ့ရဲ့အရင်ချစ်သူမိချောင်းလို့ရဲ့ဓာတ်ပုံတစ်ပုံပါလာခဲ့တယ်။အဲ့ဒီဓာတ်ပုံကိုမြင်တဲ့အချိန်မှာဟေဆွန်းကဒေါဝထွက်ပြီးစိတ်ကွဲကြေသွားခဲ့တယ်။သူအောင်မြင့်ဘူးကိုမနာလို့ဖြစ်ပြီးဖြက်စီးခြင်းလို့မိချောင်းကဒီလိုလုတ်တာပဲလို့လဲသူယုံကြည်ခဲ့တယ်။ခွန်ရှီယူကစာရေးအရာရှိကင်စီကိုတွားတွေ့ပြီးဟေဆွန်းစီကိုသတင်းပို့ပေးဖို့အကူအညီတောင်းခဲ့တယ်။သူမကအမတ်အတိအတစ်ပင်အောက်မှာစောင့်နေမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ပေါ်လာတဲ့သူကဟေဆွန်းမဟုတ်ပဲဂျောင်ဝန်ဖွင့်နေခဲ့တယ်။ဂျောင်ဝန်ကချင်းချောက်စာကိုထုတ်ပြပြီးဓာတ်ပုံထဲကလူဟာဟေဆွန်းရဲ့အရင်ချစ်သူဟေဆွန်းမဟုတ်ဘူးလားလို့မေးလိုက်တယ်။ကွန်ရှီယူကချက်ချင်းညှင်းဆန်ပြီးအဲ့လီလိုဘလို့လှုပ်ဖြစ်နိုင်မလဲသူ့အရင်ချစ်သူကတေးပြီးသားပါလို့ပြန်ပြောခဲ့တယ်။ဂျောင်ဝန်ကခဏလောက်ထိတ်လန့်သွားပေမဲ့သူမကလင်းများနေတာလို